တရုတ်နိုင်ငံမှာရှိတဲ့စက်ရုံတွေရဲ့လူသားတွေအလုပ်လုပ်တဲ့နေရာမှာစက်ရုပ်တွေကိုအစားထိုးပြီးတော့24နာရီပတ်လုံးအနားမြူပဲဘလို့အလုပ်လုပ်လဲဆိုတဲ့အကြောင်းအရာကိုပြပြပေးမှာဖြစ်ပါတယ်။တရုတ်နိုင်ငံကျေးလက်ဒေသမှာရှိတဲ့ Steel Priebol ကဒီစက်ရုံတစ်ခုမှာပေါ့နော်လူသားတွေအလုပ်လုပ်တဲ့နေရာမှာအရင်တော့ကလူသားအယောက်90ခန့်လုပ်တဲ့နေရာမှာအခုဆိုလို့ရှိရင်စက်ရုပ်တွေကိုအစားထိုးပြီးတော့လောက်ကင်နေကြပါပြီစက်ရုပ်တွေရဲ့အားသာချက်ကထမင်းစားချိန်နားချိန်မလို့တလို့အလှည့်ကျစနစ်လဲဒီလောက်ရတာမဟုတ်တဲ့အတွက်ကြောင့်24နာရီပတ်လုံးဒီအလုပ်ကိုလုပ်နိုင်ပါတယ်နောက်တစ်ခုကတတ်မှတ်ထားတဲ့အတိုင်းပေါ့နော်တတ်မှတ်တဲ့တိတိကျကျမြန်ဆန်ဆန်လဲလှုပ်ဆောင်နိုင်ပါတယ်နောက်ပေါ့နော်ကုန်ကြစရိတ်အနေနဲ့ကလူမှုဖူလုံရေးနဲ့လုံအားကပေးဆောင်စရာမလိုတဲ့အတွက်ကြောင့်ကုန်ကြစရိတ်ကိုပို့ပြီးတော့တက်တာတဲ့အတွက်ကြောင့်ဒီစက်ရုပ်တွေကိုအသုံးပြုလာခြင်းဖြစ်ပါတယ်Wall Street Journal ရဲ့ဖော်ပြချက်အရတရုတ်နိုင်ငံဟာပြီးခဲ့တဲ့နှစ်မှာတင်စက်မှုလုပ်ငန်းသုံးစက်ရုပ်အရေအတွက်ပေါင်းကို2,95,000ကျော်အသစ်တက်ဆင်ထုတ်လုပ်ခဲ့ပါတယ်။ဒါဟာအမေရိကန်နိုင်ငံထက်6ဆပိုပြီးတော့များတဲ့ပမာဏဖြစ်ပါတယ်။လက်ရှိမှာတရုတ်နိုင်ငံအတွင်းအသုံးပြုနေကြတဲ့စက်မှုလုပ်ငန်းသုံးစက်ရုပ်အရေအတွက်က2တန်းကျော်နေပြီဖြစ်ပြီးတော့ဒီ AI နည်းပညာကိုအသုံးပြုပြီးတော့ဗောနော်ထုတ်လုပ်မှုတွေတည်ယူပို့ဆောင်မှုနဲ့ပြည်ပပို့ကုန်ကဏ္ဍတွေအားလုံးကိုလည်းအဆင့်မြင့်တင်နေပြီဖြစ်ပါတယ်နောက်တစ်ခုပေါ့နော် AI ကိုအသုံးပြုပြီးတော့ဒီနမူနာပစ္စည်းထုတ်လုပ်မှုမှာလည်းကြာချိန်ကို80%ထိရှော့ချနိုင်ပါတယ်အရင်ကပေါ့နော်တမိနစ်ကို3ချိန်လောက်ဒီလူသားတွေကဝင်ရောက်ပြီးတော့ထိန်းချောင်းပေးရတော့လေတဲ့အခုချိန်မှာဆိုလို့ရှိရင်မိနစ်30မှာတစ်ချိန်သာလူသားတွေကဝင်ရောက်ကြည့်ရှုပေးရတဲ့အတွက်ကြောင့်လူသားပါဝင်မှုကိုလည်းအများကြီးရောကြသွားစေခဲ့ပါတယ်ကဲအားလုံးပဲပေါ့နော်အခုလိုမျိုးဒီတရုတ်နိုင်ငံလိုမျိုးစက်ရုပ်တွေနဲ့အသုံးချမှုတွေကဒီကိုရီးယားနိုင်ငံမှာလည်းတွင်ကြဲနဲ့သုံးလာခဲ့မယ်ဆိုလို့ရှိရင်အလုပ်သမားတွေအတွက်ကမတွေးဝင်စရာပဲပေါ့နော်လုပ်ငန်းတွေကရှားပါစက်ရုပ်တွေကိုအသုံးပြုတဲ့အခါဖြစ်လာလို့ရှိရင်လူသားတွေအနေနဲ့အလုပ်ရှာဖို့အခွင့်အလမ်းတွေကတော်တော်ကြီးခက်ခဲသွားပါပြီကဲအခုကြည့်ရှုနေတဲ့သူတွေလည်းဘယ်လိုမြင်လဲဆိုတာကို comment မှာတစ်ချက်လောက်ရေးပေးခဲ့ပေးပါအားလုံးကျေးဇူးတင်ပါတယ် bye bye